ကျမ narcissistic တယောက်နဲ့တွေ့ဆုံခဲ့တယ်ဆိုတော့ကိုပြောလို့ရှိရင်ဘယ်သူမှယုံချင်မှာမဟုတ်ဘူး။ဘာလို့လဲဆိုတော့ကျမကိုယ်တိုင်တော့မှကျမမယုံကြည်ချင်တာလေ။ဘာလို့လဲဆိုတော့ကျမကကိုတတ်မှတ်ထားတာကျမစာအမြဲတမ်းဖတ်ထားရှိတယ်ဆိုပြီးတော့တတ်မှတ်ထား။ဒါပေမဲ့စာဖတ်တိုင်းလဲ narcissistic နဲ့မတွေ့ရတော့ဘူးလို့ဆိုလိုတာတော့မဟုတ်ဘူးပေါ့နော်။အဲ့တော့ပြောချင်တာကဘာလဲဆိုတော့ narcissistic နဲ့တွေ့ဆုံပြီးတော့တဲ့အခါမျိုးမှာကျမကိုတွေးမိတဲ့အတွေ့တစ်ခုကပါလဲဆိုတော့ငါဘာလို့အဲ့လောက်အထိအားရတယ်လဲငါဘာလို့အဲ့လောက်အထိဘာမှမမြင်နိုင်ရတယ်လဲငါဘာလို့အဲ့လောက်အထိကိုနှိမ်ချပြီးတော့မှတလူလူတယောက်အတွက်ကိုပေးစားရတာလဲငါဘာလို့ပေါ့နော်ဘာမှမမြင်နိုင်အဲ့လောက်အထိအယူမိုးဖြစ်ခဲ့ရတယ်လဲဆိုတဲ့စိတ်ဖြစ်ခဲ့တဲ့အထိပါပဲပေါ့နော်အဲ့တော့ဒါအဆင်ပြေပါတယ်လူတိုင်းဖြစ်နေတဲ့စိတ်တစ်ခုပဲဒါက narcissistic တယောက်နဲ့တွေ့ပြီးတော့တဲ့အချိန်ကြာလို့ရှိရင်ဖြစ်ပေါ်လာတဲ့စိတ်ခံစားချက်အဲ့တော့ဒီစိတ်ခံစားချက်ကကျမတို့ဒါကို acknowledge အတိမပြုတ်ပေးဖို့အတွက်လိုအပ်တဲ့ကျမတို့ကိုအဖြစ်တင်ဖို့အတွက်မဟုတ်ဘူးသူတို့တည်းရဲ့ pattern နဲ့ behavior တွေကိုကျမတို့ဒီကအကုန်လုံးမြင်ပြီးတော့တဲ့အချိန်မျိုးမှာတိလာရတဲ့အတိတစ်ခုပေါ့နော်ပြောမယ်ဆိုရင်တော့ဒီအရာကကျမတို့ဒီအတိဝင်လာတဲ့အချိန်ပဲပေါ့နော်ဒါကြောင့်မလို့ဒီ narcissistic တယောက်နဲ့တွေ့ဆုံနေတဲ့အချိန်အတော်တွင်း6လထဲမှာတင်ကိုလေကျမကphysically mentally emotionally spiritually စတဲ့ပိုင်းဆိုင်ရာတွေအကုန်လုံးကမောက်ကမတွေဖြစ်ကုန်တာကျမလုပ်နေကြဒီလေးချိန်ခန်းတွေယောဂတွေလည်းကျမမလုပ်ဖြစ်တော့ဘူးနောက်တစ်ခုကျမအများအားရုပ်ဖတ်နေကြဒီပဋ္ဌာန်းရုပ်ဖတ်ပူဇော်တာတွေတခြား break ရုပ်ဖတ်ပူဇော်တာတွေစတဲ့အပိုင်းတွေလည်းကျမအကုန်မလုပ်နိုင်ဘူးဆုံးပြောမယ်ဆိုရင်တော့ကျမရဲ့ဒီစီးပွားရေးတွေကိုပါကျမကလက်မကြည့်နိုင်တဲ့အထီးဖြစ်တာမျိုးပြီးရင်ဒီလူမှုရေးငွေရေးကြေးရေးမိသားစုရေးစတဲ့အပိုင်းဆိုင်ရာတွေကိုကျမကလေ့လူရှုထားမိတဲ့အထိဖြစ်တာပေါ့နော်ဒါက narcissistic တယောက်ရဲ့ abuse ကြောင့်ဖြစ်တာဆိုတာကိုနောက်ပိုင်းကျမကနားလည်လာတာပေါ့နော်အဲ့တော့ကျမတောင်မှတလို့အချိန်အတိုးတွဲမှာတလောက်ထိတောင်မှခံစားခဲ့ရတယ်ဆိုရင်နဲ့ပေါင်းများစွာကြုံတွေ့လာရတဲ့တူတယောက်အနေနဲ့ဆိုရင်ဘယ်လောက်အထိခံစားရမလဲဆိုတော့ကျမတကယ်ကိုချင်းစားတယ်ပြီးရင်ဒူတို့ဘယ်လောက်အထိတောင်မှ abuse လုပ်ခံနေရလို့တလို့ cycle တွေကနေရုံးမထွက်နိုင်ရတယ်လေဆိုတော့လေတကယ်ကိုချင်းစားတယ်ဒါကြောင့်မလို့ကျမကလာမယ်12ရက်နေ့မှာပြုလုပ်ပေးမယ် break trauma bonding ဆိုတဲ့ master class ကိုလူ36ဦးအစားအတွက်ကိုကျမကဒီ master class လေးတစ်ခုဖွင့်ပေးထားဖို့အတွက်စီစဉ်ပေးထားတယ်ပေါ့နော်တကယ်လို့ကိုကန်းနေရမှာဦးထားရတယ်ပဲဆိုရင် video လေးရဲ့အောက်မှာ join ဆိုပြီးတော့ comment လေးတွေရေးထားလို့ရပါတယ်တကယ်လို့လူ36ဦးပြည့်သွားပြီဆိုတဲ့အခါမျိုးမှာနောက်တစ်ကျမဒီ master class လေးတွေကိုဆက်ပြီးတော့ဖွင့်ပေးဖို့အတွက်ရှိပါလိမ့်မယ်ပေါ့